လူသူကင်းဝေးပြီး6လန့်လုံးနဲ့တောနဲ့ထိတ်ကတင်းချိုင်းအိုကြီးတစ်ခုရဲ့ပေးမှာတော့ရဲရဲတောက်နေတဲ့မီးဘိုကြီးတစ်ခုနဲ့အတူပန်းပဲဘိုတစ်ခုရှိနေကြတာပေါ့အဲ့ဒီနေရာမှာအသက်60ကျော်အရွယ်ရှိပြီးမျက်လုံးတွေကတောက်ပါလုံးနဲ့ဥဇံတင်ဟာအစီအင်စာအုပ်အဟောင်းကြီးကိုဖတ်ရင်လာကွယ်ညရဲ့တန်းကောက်ရန်အချိန်ကိုစိတ်လှုပ်ရှားစွာနဲ့စောင့်ဆိုင်နေကြတာလေဘာလို့လဲဆိုတော့ဒီညဟာတာမန်ညမျိုးမဟုတ်ပဲရာစုနှစ်တစ်ခုမှတစ်ချိန်သာကြုံတွေ့ရတဲ့ပိတ်တာနှက်ခတ်တာတဲ့ညဖြစ်နေလို့ပါပဲသူဟာဒီညမှာပဲတမိုင်းတစ်လျှောက်အစွမ်းအထက်ဆုံးနဲ့အမောင်ဆုံးလို့ကြော်ကြတဲ့ကိုတင်းချိုင်းသားကိုအောင်မြင်အောင်တွန်းလုပ်ဖို့အလုံးစုံပြင်ဆင်ထားခဲ့တာပေါ့ဗျာဒါပေမဲ့သူ့ရဲ့တပည့်လည်းဖြစ်တွေးရင်တူတော်ဆက်တူလည်းဖြစ်တဲ့လူငယ်ပန်းပဲဆရာတီဟာကတော့ဒီအစီရင်ကြီးကိုကြည့်ပြီးရင်ထဲမှာထိတ်လန့်တုန်လှုပ်နေခဲ့တာပေါ့တီဟာခေတ္တတက်တူဗေဒကိုနားလည်ထားသူမို့လို့တန်တယ်တစ်ခုကိုအခုလိုတင်းချိုင်းမြေတွေနာနာဘာဝတွေရဲ့အငွေ့အသက်တွေနဲ့တွန်းလှုပ်ရင်တကယ်ကိုကျင်းစားတဲ့လက်နက်ဆိုးကြီးဖြစ်လာလိမ့်မယ်ဆိုတာတွေးကြောက်နေခဲ့တာလေသူကဦးဆန်နင်ကိုဒီအစီရင်ကိုရက်တန့်ဖို့အကျဉ်းချင်းတောင်းပန်ခဲ့ပေမဲ့ဦးဆန်နင်ရဲ့မျက်ဝန်းတွေထဲမှာတော့မော်ပညာအပေါ်ယူသွမှုနဲ့လောဘဇောတွေကကြီးစိုးနေပြီးတီဟာရဲ့စကားကိုလုံးဝနားမဝင်ခဲ့ဘူးပေါ့အချိန်ကတော့တကောင်းရန်တိတိကိုရောက်ရှိလာပြီးပတ်ဝန်းကျင်တစ်ခုလုံးလေထုကရုတ်တရက်အေးစိတ်သွားကဝင်းပလွေတွေရဲ့ဥတန်းတွေကဟင်းထွက်လာခဲ့ပါပြီဦးဆန်တင်ကတင်းချိုင်းကိုကူကစုဆောင်းထားတဲ့မြေကြီးတွေနဲ့တူရီစွန်နေတဲ့တန်ရိုင်းတုံးကိုမီးဘူတွေကိုပစ်ထည့်လိုက်တဲ့အချိန်မှာပဲမီးတောက်တွေဟာအစိမ်းရောင်အဖြစ်ပြောင်းလဲတောက်လောင်သွားခဲ့တာပေါ့တီဟာတယောက်ပေဘောကဓာရိုင်းတုံးကိုထုတ်ရိုက်ဖို့တူကြီးကိုညှောက်လိုက်တဲ့အချိန်မှာပဲလူထုထဲမှာမမြင်ရတဲ့ဝိညာဉ်တွေရဲ့တူတူတိတ်တိတ်ရေမောတန်တွေပြန့်လွင့်လာပြီးဓာသွားစီကနေတွေးမိရောက်အငွေ့အသက်တွေတအားမရစီမရထွက်ပေါ်လာခဲ့ပါပြီဗျာပန်းပဲဘိုတစ်ခုလုံးအစိမ်းရောင်မီးတောက်တွေနဲ့ဝါးမျိုးခံထားရတဲ့အဲ့ဒီကြောက်ခစ်ဆန်ဆန်မြင့်တဲ့တန်းကောင်မှာဦးဆန်တင်ကတော့စုံကဝေတယောက်လိုယူတွတ်စွာနဲ့အော်ဟစ်ရေမောနေကြတာပေါ့သူ့ရဲ့လက်ထဲမှာရှိတဲ့သွေးချင်းချင်းနေနေတဲ့ကလက်ခွက်ထဲကနေမွေသွေးတွေနဲ့တောနဲ့ထဲကဆူဆောင်းလာတဲ့လျှို့ဝှက်ဆေးမီးရည်တွေကိုရဲရဲတောက်နေတဲ့တန်ရိုင်းတုံးပေါ်ကိုလောင်းချလိုက်တဲ့အချိန်မှာတော့တစ်ဖြက်ဖြက်နဲ့ထွက်ပေါ်လာတဲ့မီးကိုငွေတွေဟာပန်းပဲဘိုအမိုးအထိလိမ့်တက်သွားခဲ့တာပေါ့ဗျာအဲ့ဒီမီးကုန်းဝေးတွေကြားထဲကနေတေဆုံးသွားခဲ့တဲ့စစ်တူကြီးတွေရဲ့နာကျင်ဆူးရှာတဲ့အော်ဟစ်ညီးသွားတဲ့နေဟာလေထုထဲမှာတခေတ်ကိုအတိုင်းသားကြားနေရတယ်လို့မျိုးတီဟာတယောက်ခံစားလိုက်ရတာပေါ့တီဟာရဲ့ရင်ထဲမှာကြောက်စိတ်တွေကအထွတ်ထိပ်ကိုရောက်နေပေမဲ့လည်းသူ့ရဲ့မျိုးရိုးဗီဇထဲမှာစီးဆင်းနေတဲ့ပပဲဆရာတယောက်ရဲ့မာနနဲ့တန်တက်တူဗေဒအတိညာကတော့လက်လျှော့ဖို့ညှင်းဆန်နေခဲ့ပြန်တယ်လေသူကတန်ရိုင်းတုံးကိုတီချာကြည့်လိုက်တဲ့အခါအပူချိန်ကြောင့်အရေးပျော်စင်းနေတဲ့တတ်တူမော်လီကျူးတွေဟာပုံမှန်မဟုတ်ပဲမြေအောက်ကတန်လိုက်စွန့်အင်ပြင်းထန်တဲ့ဓာတ်သတ္တုတွေလိုမျိုးအချင်းချင်းစွဲငင်ရုန်းကန်နေတာကိုအံ့ဩစရာကောင်းလောက်အောင်မြင်တွေ့လိုက်ရတာပေါ့ဒါဟာအောက်လန်းပညာတွေမကပဲကဘာမီရဲ့လျှို့ဝှက်စမ်းပြတဲ့တဘာဝဓာတ်စင်တွေနဲ့နက်ခတ်တာယာတွေရဲ့စွဲငင်မှုကြောင့်ဖြစ်ပေါ်လာတဲ့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတစ်ခုပဲဆိုတာဒီဟာရုပ်တရက်သဘောပေါက်သွားခဲ့တယ်ဒါပေမဲ့အတိညာနဲ့စင်ကြင်မှုကိုအချိန်မပေးနိုင်ခင်မှာပဲဦးဆန်တင်ကတီဟာရဲ့ပခုံးကိုသွေးအေးအေးနဲ့လှမ်းကင်လိုက်ပြီးအချိန်မရှိတော့ဘူးတီဟာမင်းရဲ့အသက်ရှူတန်ကိုဒီဓာတ်နဲ့ထည့်လိုက်တော့အခုချက်ချင်းထုရိုက်စမ်းလို့ဟိန်ဟောက်ပြီးအမိန်ပေးလိုက်တာပေါ့တီဟာတယောက်ကြောက်စိတ်နဲ့အတူအသက်ကိုဝဝရှူပြီးလေးလံလာတဲ့စတီးတူကြီးကိုမြှောက်လိုက်တဲ့အချိန်မှာပဲပပဲဘူအပြင်ဘက်ကတင်းချိုင်းကုန်းစီကနေဝင်းမြင်နှက်ကြီးကိုခုဟာပပဲဘူစီကိုလီပြင်းမုန်တိုင်းလိုမျိုးတရဟော်ပြီးဝင်လာခဲ့ပါပြီဓာသွားကိုပထမဆုံးတစ်ချက်ထုရိုက်လိုက်တဲ့အတန်နဲ့အတူပပဲဘူတစ်ခုလုံးဘာလို့ဆက်ဖြစ်သွားမလဲဆိုတာကတော့တကယ်ကိုရင်တုံစရာပဲမဟုတ်လားဗျာတီဟာရဲ့လေးလံလာတဲ့စတီးတူကြီးကရဲရဲတောက်နေတဲ့ဓာရိုင်းတုံးပေါ်ကိုပြင်းထန်တဲ့အရှိန်ဟုန်နဲ့ကြာရောက်သွားတဲ့အချိန်မှာပဲပပဲဘိုတစ်ခုလုံးနားကွဲလို့မတက်မြည်ဟီးတန်ကြီးထွက်ပေါ်လာခဲ့တာပေါ့ဗျာအဲ့ဒီအတန်နဲ့တူပပဲဘိုအပြင်ဘက်ကပြေးဝင်လာတဲ့ဝိညာဉ်နဲ့ကြီးကိုကိုဟာဓာသွားတဲ့ကိုစုပ်ယူချင်းခံလိုက်ရပြီးဓာမျက်နှာပြင်ပေါ်မှာသွေးရောင်အဆင်းရှိတဲ့ရှီးဟောင်းအင်းကွက်တွေတစ်ဖြက်ဖြက်နဲ့ပေါ်လာခဲ့တာလေဦးစံတင်ကတော့အောင်မြင်ပြီဆိုတဲ့အသည့်နဲ့ယူသွားစွာအိုးဟစ်လိုက်ပေမဲ့ဓာစီကထွက်လာတဲ့ပြင်းထန်တဲ့စွမ်းအင်လိုင်းတန်းကြောင့်ပပဲဘိုတစ်ခုလုံးပြူကျပျက်စီးပြီးအမုံထုတဲ့ကိုလွှင့်စင်သွားခဲ့ရရှာတယ်။ဟုံမုံနေနဲ့မီးကုန်းဝေးတွေကြားတဲ့ကနေတီဟာတယောက်ဒဏ်ရာတွေနဲ့လူလဲထားလိုက်တဲ့အချိန်မှာတော့မြေကြီးပေါ်မှာရဲရဲတောက်ပြီးလင်းလက်နေတဲ့ကိုးတင်ချိုင်းဓာအစ်စ်အမှန်ကိုမျက်ဝါးထင်ထင်တွေ့လိုက်ရတာပေါ့။ဒါပေမဲ့ကြောက်စရာကောင်းတာကသူ့ရဲ့ဘေးမှာရှိနေတဲ့ဦးစံတင်ဟာအသက်မရှိတော့ပဲဓာရဲ့စွမ်းအားစုပ်ယူမှုကိုခံလိုက်ရလို့ရုပ်အလောင်းက6ကပ်ပြီးသွေးဆုပ်ဖြူလျော်နေခဲ့တာပဲဖြစ်ပါလေဗျာတီဟာသိပ္ပံပညာနဲ့မရှင်းပြနိုင်တဲ့ဒီအမောင်တို့ရဲ့အစွမ်းကိုမြင်ပြီးတုံလုံးအံ့ဩသွားခဲ့ရတယ်လို့ဒီမျောလိမထားတဲ့သွေးဆုနဲ့ဇက်သိန်းကြောင့်ရင်ထဲမှာဘာလို့ရမှမသိအောင်စိုးအိုးသွားခဲ့ရတာပေါ့လေသူဟာအသက်မဲ့သွားတဲ့ဦးစံတင်ကိုကြည့်ရင်
ဒီကျင်းစာတင့်ဓာတ်ကိုလူသားတွေလက်ထက်မရောက်စေရဘူးလို့တနိဋ္ဌာန်ချကဓာယိုးကိုအဝတ်စနဲ့အထက်ထပ်ပတ်ပြီးတောနက်ထဲကနှက်ဆိုင်လာတဲ့6ကံပါကြီးတဲကိုပြစ်ချဖျောက်ဖျက်ပစ်လိုက်ပါတော့တယ်ဒီလိုနဲ့လာပြေးညရဲ့သွေးစွန်းနဲ့တွန်းလှုပ်ခြင်းဟာတီဟာရဲ့ရင်ထဲမှာဘယ်တော့မှမေ့လို့မရတဲ့ထိတ်လန့်စရာသမိုင်းဆိုးတစ်ခုအဖြစ်ကြံရစ်ခဲ့ရပြီးခေတ်သစ်သိပ္ပံပညာကဘယ်တော့မှသက်သေမပြနိုင်တဲ့ဒန္တာဒီတစ်ပုတ်ဖြစ်သွားခဲ့ရတာပေါ့ဗျာ